လေးချုံကတပြောင်နဲ့နဖူးလေကိုထောက်ပြီးဂါရာတွေအာကျိုးမန်တက်နဲ့ရွတ်ပါတယ်။နေရတကပိုပြီးပြောင်းလာသလိုမျက်လုံးကနောင်ရှိတဲ့ဘက်ကိုစောင်းကြည့်ပြီးရည်တံကြီးကထွက်ပေါ်လာပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Design Story Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုဝင်ဆောင်တဲ့တရေမနီယာရဲ့ကြောင်မက်ဖွဲကလစားချေမှုဒါမှမဟုတ်ဘိုင်ထဲကခလေးဘာလို့ကျွတ်ထွက်သွားတာလဲ။ဟဲ့ကောင်တော့မင်းခုဘာပြောလိုက်တာလဲ။အဖွန်ရာချာဌာနီခရိုင်ရဲ့မဲခေါင်ပြည်ကမ်းနာကရွာလေးတရွာမှာအရန်ကိုစိတ်မကောင်းစရာကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။မြေကမ်းဆက်ဖုံကြီးကျောင်းသားမှာအင်ဂျီရင်စီလေးနဲ့လုံကြီးဟောင်းလေးဝစ်ထားတဲ့ကိုဝင်ဆောင်အမျိုးသမီးအလောင်းတလောင်းလာတင်နေတာကိုရွာသားတွေတွေ့လိုက်ရလို့ပါပဲ။ကြီးကဘယ်ကနေမျောလာတာလဲကောင်မလေးရဲ့ရွာရဲ့တဦးဒီသောအလောင်းပြင်စရာဦးလေးချုံဟာရုံအလောင်းကိုကြည့်ပြီးဒေတာတိတ်မကြသေးဘူးဆိုတာကိုသိလိုက်ရပါတယ်။ဘာလို့လဲဆိုတော့အလောင်းကပုတ်ပွားတာဒါမှမဟုတ်အနံ့ထွက်တာမျိုးမရှိသေးလို့ပါပဲ။အရေးကြီးဆုံးကတော့အဲ့ဒီအမျိုးသမီးကိုဘယ်ရွာသားမှမတိကြတာပါပဲ။ဦးလေးချုံကចောင်းသားလေးနောင်ကိုဒီအလောင်းကိုဖုန်ကြီးကျောင်းဇရက်ပေါ်အရင်ပို့ထားဖို့ခိုင်းလိုက်ပါတယ်။အဲ့ဒီခေတ်ကလျှက်စစ်ပြီးလည်းမရှိဆက်သွယ်ရတာလည်းခက်ခဲတဲ့အချိန်မှာဒါပေမဲ့ရွာသားတွေတယောက်စကားတယောက်နားနဲ့ပြောကြရင်းကနေအဖြေထွက်လာပါတယ်။ဒီအလောင်းဟာလာအိုနိုင်ငံဘက်ကနီယန်ဆိုတဲ့အမျိုးသမီးဖြစ်ပြီးယောက်ျားကပြစ်ထားခဲ့လို့စိတ်မကောင်းဖြစ်ကမဲခေါင်ပြက်ထဲခုန်ကြတေဆုံးခဲ့တာဖြစ်နိုင်တယ်လို့သိရပါတယ်။ဟိုဘက်ကန်းကိုပြန်ပို့မလားဦးလေး။ဆွေပြိုးလည်းမရှိဘူးဆိုတော့ဒီမှာပဲတကြိုရမှာပေါ့လို့ပြောလိုက်ပါတယ်။ဦးလေးချုံကနောင်ကိုအလောင်းဆောက်ခိုင်းထားပြီးသူကတော့အမေနဲ့ကလေးကိုခွဲထုတ်မဲ့ဘိုက်ခွဲစီရင်ဒီလို့ဖို့ပစ္စည်းသွားယူလိုက်ပါတယ်။ကိုဝင်ဆောင်အလောင်းဆိုတာစီးကမ်းမရှိပဲစမ်းတက်လုပ်လို့မရဘူး။ဦးလေးချုံရဲ့အိမ်ကတော့အင်းအိမ်လက်ဖွဲ့တွေနဲ့ပြည့်နေတာပါ။အထူးသဖြင့်ကုမန်ထုံခလေးတန်းရုပ်တွေအများကြီးရှိနေတာပါ။သူဟာဆရာသမားတွေပေးထားတဲ့တင်းချိုင်းခုနှစ်ခုကတန်မိုးတဲ့လောက်ထားတဲ့အစွမ်းထက်တစ်ပြောင်ကိုယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ဟာအသက်ရှူမွားသလိုမျိုးနဲ့ပြပြတလဲပြေးလာပါတယ်။ဦးလေးခလေးကလေထွက်ကြလာပြီဟဲ့ကောင်မင်းဘာပြောလိုက်တာလဲမင်းဘာသွားလို့လဲကျွန်တော်ဘာမှမလုပ်ဘူးဦးလေးသူ့လိုကျွတ်ထွက်လာတာဒါကြောင့်ကျွန်တော်ဦးလေးကိုအမြန်လာခေါ်တာလို့တော်ရင်နဲ့ပြောလိုက်ပါတယ်အဲ့ဒီညမှာပဲဦးလေးချုံဟာအမေနဲ့ကလေးကိုခွဲထုတ်ဖို့အစီရင်စလုပ်ပါတယ်ဂါရာမန်နတွေရုပ်ဖတ်ပြီးနှစ်ယောက်စလုံးကိုခြိထားတဲ့ကျိုးကိုဖြတ်ဖို့လုပ်တဲ့အခါထူးဆန်းတာကအစွမ်းထက်ထားကအဲ့ဒီကျိုးကိုဖြတ်လို့မရခဲ့ပါဘူးဦးလေးချုံကလမ်းနေတဲ့တောင်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာနီယန်ရဲ့အလောင်းကမျက်လုံးပွင့်လာတာကိုတွေ့လိုက်ရပါတယ်။ပါဇက်ကလည်းပြုံးနေသလိုမျိုးပါပဲ။အိုးလေးချုံကတပြောင်နဲ့နဖူးလေကိုထောက်ပြီးဂါရာတွေအာကျိုးမန်တက်နဲ့ရွတ်ပါတယ်။နီယန်ကပိုပြီးပြုံးလာသလိုမျက်လုံးကနောင်ရှိတဲ့ဘက်ကိုစောင်းကြည့်ပြီးရည်တံကြီးကထွက်ပေါ်လာပါတယ်။အေးစိမ့်နဲ့လေပြေတစ်ချက်ဝေ့သွားပြီးဖျောင်းနိုင်တဲ့အမွှေးတိုင်တွေအကုန်ငိမ့်သွားပါတယ်။အိုးလေးချုံကအစွမ်းကုန်ဂါရာရွတ်ပြီးနှိမ့်လိုက်တော့မှအားလုံးငြိမ်ကျသွားပါတယ်။ကုန်သွားပြီ။ကောင်းရမွေးရသွားတော့နီယန်လို့ပြောပြီးဂါရာနဲ့မှုံလိုက်ပါတယ်။နောက်ဟဲ့ကောင်တော့ဦးလေးချုံခေါ်လိုက်တော့မှနောင်တတိပြန်ဝင်လာပါတယ်။နောင်ရဲ့မျက်နှာကဖြူဖြော့ပြီးနှာခမ်းတွေဟာလည်းတုံရီနေပါတယ်။ဦးလေးချုံကနီယန်ရဲ့လက်ချေတွေကိုတေချာချီပြီးမီးဒီဂျိုကိုပြင်ခိုင်လိုက်ပါတယ်။ကလေးရဲ့ဝင်းကြီးကအရန်ကိုတန့်စင်လွန်းတာကြောင့်ဦးလေးချုံကအယုတ်ထဲကိုတွေးပြီးအဆောက်အရှောက်ဖြစ်ထားလိုက်ပါတယ်။လမ်းဘေးမှာလွှင့်နေမဲ့အစားသူ့စီမှာစောင့်နေတာပိုကောင်းပဲလို့တွေးလိုက်ပါတယ်။ဒါပေမဲ့မီးဂျိုကာနီမှာရွာသားတွေပြေးလာပြီးတားလိုက်ပါတယ်။ဒီကနေ့ယောက်ျားဘက်ကဆွေမျိုးတွေဆက်သွယ်လို့မိသွားပြီ။နောက်၄-၅ရက်နေလာယူမယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့အလောင်းကိုဖုန်ကြီးကျောင်းနောက်ဘက်မှာခဏတင်ထားလိုက်ပါတယ်။နှစ်ရက်အကြာမှာရွာထဲကအခြားတယောက်တေတို့ဖုန်ကြီးကျောင်းမှာနာရီလုံးနေပါတယ်။ဖုန်ကြီးတွေခါရာရွတ်နေတော့ဇရက်ပေါ်မှာထိုင်နေတဲ့နောင်ကအပေါ်ကိုမော့ကြည့်လိုက်တော့အမဲရောင်ရေစက်တွေကြားနေတာကိုသွားတွေ့လိုက်ပါတယ်။အဲ့ဒီရေကအရန်ကိုပုံနဲ့နန်းနေတာပါ။တရဲမနီယန်လို့နောင်ကလက်ရိုးထိုးပြီးအော်လိုက်ပါတယ်။အားလုံးမော့ကြည့်လိုက်တော့နီယန်ရဲ့တရဲမကထုံတန်းပေါ်မှာခြေတော်တွဲလောင်းချပြီးထိုင်နေတာကိုမြင်လိုက်ရပါတယ်။ဖုန်ကြီးရောရွာသားတွေရောအကောင်လုံးဇရက်ပေါ်ကနေဝယုံသုံးကဆေးပြေကြပါတယ်။ဦးလေးချုံကနောင်ကိုတွားဆွဲလိုက်တဲ့အခါနောင်ကကြောင်းဟန်တကြားနဲ့ဝင်ခံပါတယ်။ဦးလေးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုယ်တိုင်လုံးမိတာပါခလေးကတိုးလိုထွက်ကြလာတာမဟုတ်ပါဘူးကျွန်တော်ကလေးကြည့်မိတာပါလို့ပြောလိုက်ပါတယ်။နောက်ဟာအလောင်းကိုစောင့်နေတော့လက်ကရားပြီးဒီယိုနီရဲ့ဘိုက်ကိုတွားဖိကြည့်မိလို့ခလေးကကျွတ်ထွက်သွားတာဖြစ်ပါတယ်
အဲ့ဒီချိန်မှာနီယန်ရဲ့အလောင်းဟာမျက်လုံးပွင့်လာတာမို့ကြောက်ပြီးဦးလေးချုံကိုလိန်ပြောခဲ့တာပါနောက်တစ်နေ့မှာဦးလေးချုံကနောင်ဝအန်ဒီရဲ့ကင်းအောင်အန်ဒီရဲ့ကင်းရီချိုးပေးလိုက်ပါတယ်နီယန်ရဲ့တရေချောက်တဲ့တဲ့ရင်ကတရော်လုံးပြန့်သွားပြီးဘသူမှမထွက်ရဲကြတော့ပါဘူးအဲ့ဒီညဦးလေးချုံအိမ်မှာဂါရာရွတ်နေတော့ခွေးတွေဝိုင်းဟောင်းတိုင်ကြလို့ဘွင်းပေါက်ကနေခြောင်ကြည့်လိုက်ပါတယ်ခလေးကိုယ်တန်တက်တဲ့ကြားရပြီးရုတ်တရက်နီယန်ရဲ့ခလေးဝင်းကြီးတွင်းထားတဲ့အယုတ်ကအောက်ကိုပြုတ်ကျသွားပါတယ်သေးငယ်တဲ့ခြေရလေးတွေတကားစီရှောက်သွားတာကိုဦးလေးချုံမြင်ရလို့တကားဖွင့်ပေးလိုက်ပါတယ်အပြင်ဘက်မှာတော့နီယန်ရဲ့တရေမကလက်ထဲမှာခလေးကိုပွေးချပြီးရက်နေတာတွေ့လိုက်ရပါတယ်ပြီးတော့သူတို့သားမီးနှစ်ယောက်တဖြည်းဖြည်းရှောက်ထွက်သွားကြပါတယ်ခလေးနဲ့အမေကိုခွဲထုတ်တဲ့ CND လှုပ်ထားပေမဲ့လည်းမိခင်မြတ်တာနဲ့အစွမ်းအလန်းကြောင့်သူတို့ကိုခွဲထုတ်လို့မရခဲ့ပါဘူးရန်အနေငယ်အကြမှာတော့နောင်တေဆုံးသွားတာကိုသိလိုက်ရပါတယ်တရားတဲ့အကြောင်းရင်းကတော့နီယန်ရဲ့လက်စားချေမှုပါပဲ။နောင်ရဲ့ဘိုက်ပေါ်မှာညိုမဲနေတဲ့ခြေရာကြီးတစ်ခုအတိုင်းသားကြံနေခဲ့ပါတယ်။ဒီဇလန်းကတော့ရွာသားတွေကြားမှာအခုချိန်ထိပြောစမှတ်တွေ့နေတော့မှာပဲ။နီယန်ရဲ့ဆွေမျိုးတွေလာယူသွားတဲ့နောက်ပိုင်းမှာတော့အဲ့ဒီတရေမကိုဘယ်သူမှထပ်မတွေ့ရတော့ပါဘူး။နောင်တင်သွားတာကတော့ကိုလုံးတဲ့ကံကြောင့်ကိုပြန်ခံရတယ်လို့ဆိုရမှာပါပဲ။နီယန်ကလည်းတကယ်ကိုအစွမ်းအလန်းကြီးတဲ့ကိုဝင်ဆောင်တရေမပါပဲ။ဒီနေ့တဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZ High Story Animation Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်